ပါရှင်ကျင်းမာနော်ဒီနေ့တော့အင်ဂျင်ကိုအမဲရောင်ထာဝါလေးခုံပြခိုင်းလို့ခုံပြပေးတော့မှာပဲဖြစ်ပါတယ်အဲ့ထာဝါလေးကပေါ့နော်အင်ဂျင်ကိုယ်တိုင်စောက်တာပဲဖြစ်ပါတယ်ရှင်ထာဝါလေးတိတ်မခုံတတ်သေးပါဘူးဗီဒီယိုလေးရဲ့မှာအမားလေးပါသွားလို့ရှင်လေတောင်းပါပါရှင်ကောမန့်မှာလည်းကိုကြိုက်တဲ့အယောင်လေးပေါ့နော်ဥပမာအစိမ်းရောင်ဆိုအစိမ်းရောင်ကြိုက်တဲ့အယောင်လေးတွေခုံပြခိုင်းသွားလို့ရပါတယ်ရှင်ခုံမိသားဆိုရင်တော့အင်ဂျင်ထက်မခုံပြတော့ဘူးပေါ့နော်မခုံရသေးတဲ့အယောင်လေးဆိုလို့ရှင်တော့ခုံပြပါမယ်ရှင်ကဲအဲ့တော့ဗီဒီယိုလေးကိုဆက်လိုက်ရအောင်ကဲဒီမှာပါထက်ခုံပြပါမယ်ရှင်ခုံပြမယ်ထွက်ကြရင်တော့အောက်မှာကားနဲ့ပေါ့နော်တိတ်လည်းမခုံတတ်သေးပါဘူးအင်ဂျင်ကခုမှပေါ့နော်စခုံတဲ့အစမ်းလေးဖြစ်တဲ့အတွက်ပေါ့နော်တိတ်လည်းမခုံတတ်ပါဘူးရှင်တိတ်မခုံတတ်လို့လည်းတောင်းပန်ပါတယ်ပေါ့နော်ကဲပေါ့နော်ဒီလိုမျိုးလေးခုံရတာပဲဖြစ်ပါတယ်ဒီမှာပေါ့နော်တာဝါလေးကိုတော့ပေါ့နော်အင်ဂျင်တူတူလေးပဲစောက်လိုက်ပါတော့ရရှင်ကဲပေါ့နော်ဒီမှာပါအားလို့လေးထည့်ကြပြီဒီမှာပါရှင်ပန်းနိုင်ကိုတော့အင်ဂျင်တိတ်ပြီးတော့အထွေထူးမလုပ်ဖြစ်လို့တောင်းပန်ပါတယ်နော်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ပေးရဲ့တူချင်းစီကိုလည်းကျေးဇူးတင်ပါတယ်နော်အားလုံးပဲဘိုင်